စတင်ပြီပဲဖြစ်ပါတယ်နော်ကျွန်တော်တို့15မှတ်ဂိမ်းပိုက်9ပေ2ပါစားအောက်ခံနောက်စီတိုးအကြိုက်ထိုးကြိုက်တယ်လို့ထိုးလို့ရပါတယ်ကျွန်တော်တို့3ပေစီမဝင်ရဖြစ်ပါတယ်ဗျာနော်အခုဆိုရင်တော့ကျွန်တော်တို့ကျောင်းတိုက်တို့အတင်းအစားပဲစရပါတယ်ဗျာနော်အခုတမက်ကျောင်းတိုက်စားပဲကြားတဲ့အတွက်ကြောင့်လို့တမက်စတင်ရရှိသွားပါပြီဗျကျောင်းတိုက်ထိုးရတယ်ပိုက်တိုးတယ်ဗျာနော်ဒီပွဲကအရေးကြီးပါတယ်ကျွန်တော်တို့အပြင်မှာဆိုရင်တော့တော်တော်လေးကြည့်ကောင်းမဲ့ပွဲပါအခုတည်းဒီပွဲကိုစီစဉ်ပေးတာ BBTV M Channel တော်တော်ကျေးဇူးတရားပါမယ်ဗျာနော်အားတစ်ထိုးရတယ်ကြားတယ်ဗျာဂျားချင်းကောင်းပါတယ်ဗျာနော်နှစ်ယောက်ဂျားထဲမှာကျောင်းဆရာနဲ့ကျွန်တော်တို့ကျောင်းတိုက်ကဂျားထဲမှာတလုံးပေါက်သွားခဲ့ပြီဗျာနော်ဒါကြောင့်မလို့1ပါဗျာနော်အမှတ်ကတော့ကဲအားတစ်ထိုးမယ်ဗျာပိုက်ထောက်ထားတယ်သူ့ရဲ့မေဂျာပဲကျောင်းတိုက်ကမ်းပြီးကောင်းတယ်ဗျာနော်ကျောင်းတိုက်ညီငယ်လေးမြန်မာလေးတွေညီငယ်လေးပဲနော်ဒီလိုမျိုးပါစားအောက်ခံမှာဆိုရင်တော့ broken မပိုင်တော့တစ်ဖက်အတင်းကဆယ်ဖို့တော်တော်ခက်ခဲတဲ့ကန်ချက်တွေပါဗျာနော်1ပါပဲဗျာနော်ခုဆိုရင်တော့ကျောင်းတိုက်စားပဲပါဗျာနော်ကျောင်းတိုက်စားပဲထိုးပြီးရှိန်လေးညာချင်းထဲမှာဗျာရှိန်လေးညာကြောထဲမှာပေါက်သွားခဲ့ပြီဗျနော်ဒါကြောင့်မလို့ပါပဲဗျကျောင်းတိုက်စားပဲပဲထိုးတယ်ဗျဖြုတ်ချင်းလေးထိုးထားတယ်ရှိန်ဝန်းသားဆိုရှိန်လေးတောက်ထားတယ်ကမ်းပြီးပက်လက်ကြီးဗျာကောင်းလိုက်တာနော်ဒီဘက်ကလည်းအာတစ်ရှိန်လေးဆိုတာလဲကျွန်တော်တို့မြန်မာလေးစီညီငယ်အတွဲပါဗျနော်ဒီ3កောင်ရဲ့အတွဲပါဗျဒီလိုကန်ချင်းတွေကတော့ broken မပါရင်ဆယ်ဖို့အတွက်တော်တော်လေးကိုခက်ခဲပါတယ်ဒီလိုတော့စာပေချိန်ပါဗျအားရစာပေထိုးမယ်ဗျထိုးရတယ်ဂျားချင်းကျောင်းဆရာဖမ်းထားတယ်တင်ပြီးကျောင်းတိုက်ကောင်းပါတယ်နော်ချင်းလုံးကမပါသေးပါဘူးဒါကြောင့်မလို့ကျောင်းတိုက်လိုက်ကန်ထားတယ်ဗျဒါကြောင့်စာပေချိန်ပါပဲခုဆိုရင်တော့တပတ်တင်းကိုကြည့်ရတဲ့ပုံမှာတော့ကျွန်တော်တို့ကျောင်းဆရာကတော့စာပေမထိုးသေးတာတွေ့ရတယ်ဗျနော်ဒီဘက်မှာတော့သူ့ရဲ့ထုံးစံတိုင်းမေဂျာဖြစ်တဲ့အားတစ်ပဲထိုးနေတာတွေ့ရတယ်ဗျကျောင်းတိုက်စားပဲပါဗျထိုးရတယ်ဂျာချင်းပိုက်တိုးတယ်ဗျာနော်ဒီကျွန်တော်အားတစ်စားပဲထိုးမယ်ဗျထိုးရတယ်ကျောင်းတိုက်ခေါင်းလေးနဲ့တောက်ထားတယ်ကျောင်းဆရာလိုက်တင်နေကွာချင်းကန်ပြီးကွာသွားတယ်ဗျာကွာချင်းဖြစ်သွားတဲ့အပေါ်မှာကျွန်တော်တို့အားတစ်တို့တမတ်ရရှိသွားပါတယ်ဒါကြောင့်မလို့2ပါဗျဒီဆိုတော့အားတစ်စားပဲပဲထိုးမယ်ဗျကောင်းလိုက်တာဗျာခွဲချင်းကျောင်းတိုက်ကညာကြောတဲ့ကိုဗျာနော်ခွဲချင်းကြပါတယ်ဗျာဒါကြောင့်မလို့3-2ပါဗျာဒီပွဲကကျွန်တော်တို့နော်15မှတ်ဂိမ်းတပွဲလေးကစားပါမယ်ကျွန်တော်တို့73မှတ်တူခဲ့ရင်တော့ဂျူးဆင်းပါမယ်ကျွန်တော်လက်အော9မှတ်တစ်ချိန်ပဲဆင်းပါမယ်ဗျာနော်ခုဆိုတော့စာပေချိန်မှာကျောင်းတိုက်ကန်လာတာဖြစ်တဲ့အကြောင်းမလို့2-3ပါပဲဗျဒီပွဲကိုတော့ကျွန်တော်တို့ပရိသတ်ကောကျွန်တော်တို့လက်ရှိဒီမှာကြည့်ရှုနေရတဲ့ပရိသတ်တွေရောတကယ်စိတ်ဝင်စားတဲ့ပွဲပါဗျာနော်ဒီ2-2ပွဲကတော့တင်လာတဲ့အားတစ်ရှိန်လေးကန်ပြီးကောင်းပါတယ်ဗျာနော်ရှိန်လေးတော်တော်လေးကိုလိုက်ကန်လိုက်ရတယ်ဗျာနော်3-2ပါပဲဗျာခုဆိုတော့အားတစ်စားပဲထိုးမယ်ဗျာနော်ထိုးရတယ်ဂျားချင်းပဲကျောင်းတိုက်ခေါင်းတောက်ထားတယ်ကျောင်းတိုက်ကန်ပြီးကောင်းတယ်ဗျာနော်ဒီလိုသုံးသက်ချင်းတွေကတော့ပိုင်နာကက်လာပြီဆိုရင်တော့တူလားကိုလားဘယ်လို့မှဖမ်းလို့ဆယ်လို့မရနိုင်တဲ့ချင်းလုံးတွေပါဗျာနော်2-3ပါပဲဗျကျောင်းတိုက်ပဲထိုးနေတယ်ဗျာနော်ဝေးပါတယ်ဗျာနော်ကျောင်းတိုက်ဆာဗစ်ဝေးသွားခဲ့တယ်ဗျဒါကြောင့်မလို့ဆာဗစ်ချင်းပါပဲ3-2ပါဗျခုဆိုတော့အားတစ်ဆာဗစ်ထိုးမယ်ဗျဘယ်လိုရှာမလဲကြည့်မယ်ဗျကျွန်တော်ဖြုတ်ချင်းလေးကျောင်းတိုက်ချီဝင်ထဲမှာပါလာပြီကောင်းတယ်ဗျတမတ်ရပြီဗျာနော်ရှိန်လေးပက်လက်ကြီးကန်သွားတယ်ဗျာနော်ဒီလိုမျိုးပါလာရင်တော့ဒါကတော့တေချာတော့ဖြစ်သွားပြီနော်အမှတ်တမတ်ကတော့ဒီနေရာမှာ15မှတ်ဂိမ်းမှာကျွန်တော်တို့စာဗစ်နဲ့အမှတ်ရှာမှာဖြစ်တဲ့အတွက်အားတစ်ကညံရင်ညံသွေးနဲ့သူ့ရဲ့ချင်းအမြင်ပေါ်မှာမူတည်တယ်ဗျာနော်စာဗစ်တွေကိုဘယ်ညာခွဲထိုးတယ်ဂျားချင်းထိုးတယ်ဖြုတ်ချင်းထိုးတယ်စုံနေအောင်ထိုးပါတယ်ဗျာနော်ပါချင်းလိုက်ထိထားတယ်ဗျာကြောင်းတိုက်ဒါကြောင့်မလို့စာဗစ်ချင်းပါဗျာ2-4ပါ
ခုဆိုရင်တော့ကြောင်းတိုက်ပဲဆက်လက်ပြီးတော့ထိုးနေတယ်ဗျာနော်စာပေထိုးမယ်ကြောင်းတိုက်ညီငယ်လေးပိုက်တိုးတယ်ဗျာအားကြောင့်မလို့စာပေချိန်မှာ4-2ပါဗျအမှတ်ကတော့အားဒီစာပေထိုးပြီဗျကြားချင်းခေါင်းတောက်ထားတယ်ကြောင်းတိုက်တင်လာပြီကြောင်းတိုက်ကောင်းလိုက်တာဗျာအပြောက်ပဲနော်ပြန်အပြောက်ပဲကြောင်းတိုက်ကတကယ်နိုင်ငံတကာပွဲတွေမှာလဲမျက်နှာပြောင်ပြောင်နဲ့တကယ်ဟိုပျော်ပျော်ရွှင်ကစားတဲ့ညီငယ်လေးပါတကယ်ကောင်းပါတယ်နော်ဘူးဆိုရင်တော့ကြောင်းတိုက်စားပဲပဲဗျရှိန်လေးကောင်းတောက်ထားတယ်အာတင်းလိုက်တင်ပြီအတူလေးကန်ပြီကောင်းတယ်ဗျာရှိန်လေးအနှိတ်အတူလေးကိုကန်သွားခဲ့တယ်ဗျဒါကြောင့်မို့စားပဲချိန်ပါပဲ4-2ပါဗျဘူးဆိုတော့အာတင်းစားပဲပါဗျဘယ်ကိုထိုးမလဲကြည့်မယ်ဂျာကြီးကောင်းလိုက်တာဗျာသူလိုလိုစောမြတ်မှုကောအားလုံးသိကြတဲ့ကျောင်းဆရာဖြစ်ပါတယ်ဗျာနော်ဒီဘက်မှာလည်းကျွန်တော်ရှိန်ဝနာတော်ခေါ်ရှိန်လေးစင်မင်းဦးခေါ်အတစ်ဖြစ်ပါတယ်ဗျာနော်နာမည်ကြီးကစားသမားတွေဖြစ်ပါတယ်ထိတ်တိုက်တွေ့ဆုံနေပြီပဲဖြစ်ပါတယ်ဗျာနော်အားပေးကြပါဦးစစ်တူးပါဗျာဦးဇင်းတော်အတစ်တင်ထားတယ်ရှိန်လေးကန်သွားပြီဗျာနော်ပက်လက်ကြီးပဲနော်ကောင်းတယ်ဗျာတကယ်ကိုကြည့်ရတာတော်တော်တန်တဲ့ပွဲပါဗျခုဆိုရင်တော့စာပေချိန်မှာစစ်တူးပါဗျအားဒီစာပေထိုးမယ်ဗျဘယ်လိုက်နဲ့ကျောင်းဆရာကိုဘယ်လေးနဲ့တောက်ထားတယ်ကျောင်းဆရာကွာချင်းကောင်းတယ်ဗျာကျောင်းဆရာရဲ့ဘယ်လိုက်နဲ့မှထိုးတာဘယ်နဲ့ဖမ်းပြီးတင်သွားခဲ့တဲ့ကျောင်းလို့ကျောင်းတိုက်အဆုံးသက်ကောင်းမွန်တဲ့အတွက်ကြောင့်မလို့ဒူးစစ်ပါဗျနော်စာပေချိန်ကျောင်းတိုက်စာပေပဲဗျဖြုတ်ချင်းလေးထိုးထားတယ်ပိုက်တိုးတယ်ဗျနော်ဦးဇင်းတော်အာဒစ်စာပေနေရာပြောင်းထိုးတာတွေ့ရတယ်ဗျနော်တစ်ဖက်ကစားသမားတွေကိုမာယာနဲ့ဟုတ်ကဲ့ဂျာချင်းထိုးထားတယ်ကျောင်းဆရာညာနဲ့ဖမ်းထားတယ်ကွာချင်းကံပြီးမိပြီအာဒစ်အမလီလီတဲတိတ်တိတ်ရင်တကိုးနဲ့နော်ခြေခွင်ထဲကနေပြီးတော့ပြုတ်ကျသွားတယ်ဗျနော်ဒီချင်းလုံးလာမိခဲ့မယ်ဆိုရင်7-2ဖြစ်မဲ့နေထားပါဗျဦးဇင်းတော်စာပေချိန်6-2ပါဗျကျောင်းတိုက်စာပေပါပဲဗျနော်အာဒစ်ဖမ်းထားတယ်တင်ပြီးရှိန်လေးကန်နေပါမိသွားပြီကျောင်းတိုက်လိုက်နေတယ်ဝေးတယ်ဗျာနော်ကျောင်းတိုက်ညီငယ်လေးကြိုးစားတော့လဲကျွန်တော်တို့တစ်ဖက်ကွင်းနဲ့ဝေးသွားခဲ့တဲ့အကြောင်းမလို့စာပေချိန်ပါပဲဗျာနော်စစ်တူးပါအဲ့ဒီစာပေထိုးမယ်ဗျထိုးထားတယ်ပိုက်တိုးတယ်ဗျာဒီတင်းတွေကလည်းစာပေတွေကိုရင်းမှရတာဗျနော်ရိုးရိုးလေးတွားထိုးလို့ကတော့ပန်းနဲ့ပေါက်လို့တွားလို့မရဘူးဖြစ်နေတယ်ဗျနော်ကျောင်းတိုက်စာပေပါဂျာချင်းထိုးထားတယ်အာတစ်ဖမ်းထားတယ်တင်ပြီးရှိန်ဝနာတော့ခရူဗျာပြန်လိုနဲ့ခရူကန်သွားတယ်ဗျတကယ်ကောင်းမွန်တဲ့ညီငယ်လေးတွေပါ Facebook မှာလည်းတကယ်ကိုနာမည်ကြီးပြီးတော့ကျွန်တော်တို့เนาะဒီအတွဲကိုမြင်နေကြတဲ့ပရိသတ်တွေကြီးရှုရတာတကယ်တန်ပါတယ်အဲ့ဒီစာပေထိုးထားတယ်ကြောင်းတိုက်ခေါင်းတောက်ထားပြီးကောင်းတယ်ဗျာကျောင်းဆရာရဲ့တင်ချင်းကလည်းတကယ်ကောင်းပါတယ်ကျောင်းဆရာဆိုတာလည်းကျွန်တော်တို့မြန်မာနိုင်ငံနေမကထိုင်းမှာပါတွားရောက်ပြီးတော့တယောက်ကြီးကအစကစားလာခဲ့တဲ့နာမည်ကြီးကစားသမားဖြစ်ပါတယ်ဗျာနော်အားလုံးလည်းတည်ပြီးသားဖြစ်ပါတယ်ကျောင်းတိုက်စာပေထိုးမယ်ဗျထိုးထားတယ်ရှိန်လေးခေါင်းတောက်ထားတယ်အဲ့ဒီတင်ပြီးအတူလေးကန်နေဗျာနော်ရှိန်လေးရဲ့အကြိုက်ဆုံးအလုံးတွေကိုအားဒီကလည်းတိထားတယ်ဗျာနော်ဒီအတွဲကတော့ဒါတွဲနေကြအတွဲဖြစ်ပါတယ်ဗျခုကျွန်တော်စာပေချိန်ပါပဲဗျစစ်တူးပါဗျအားဒီစာပေပါထိုးထားတယ်ကျောင်းတိုက်ခေါင်းဝင်တောက်ထားတယ်ကျောင်းဆရာဘဲနဲ့တင်ထားတယ်ကွာချင်းဝေးတယ်ဗျာနော်ဒီချိန်ကြီးတော့ကျွန်တော်တို့ကျောင်းတိုက်ပဲစာပေထိုးနေတာတွေ့ရတယ်ဗျာနော်ကျောင်းဆရာမထိုးသေးပါဘူး27ပါကျောင်းတိုက်ဟေးကောင်းပါတယ်ဗျာနော်ကျောင်းတိုက်ကစာပဲပိုက်ထောက်ပြီးတော့ရှိန်လေးရဲ့ခေါင်းပေါ်မှာအမတ်တမတ်ရှာသွားခဲ့ပြီဗျဒါကြောင့်မလို့3-2 3-7ပါဗျ3-7ကျောင်းတိုက်စာပဲပဲဗျထိုးထားတယ်ကြတယ်ဗျာနော်ကျွန်တော်ကွင်းရဲ့တောင်းတဲ့မှာနော်ကြခဲ့တဲ့အကြောင်းမလို့အမတ်တမတ်ထပ်မံရရှိပါတယ်4-7ပါဗျကျောင်းတိုက်ပဲစာပေထိုးတယ်ဗျအာဒီစီမှာပဲဗျထိုးထားတယ်အာဒီဘယ်လေးနဲ့တင်ထားတယ်ရှိန်လေးချိတ်ထားတယ်ခရိုချိတ်ပြီးကန်သွားတယ်ဗျနော်အပြင်းကန်လို့မရဘူးဗျ
ပါပါနက်နက်နဲ့ပဲကျွန်တော်တို့ခရိုချိတ်ပြီးကန်ထားတယ်ဗျအခုဆိုတော့ service ချိန်ပါပဲဗျ7-4ပါဗျအဲ့ဒီ service ထိုးထားတယ်ကျောင်းတိုက်ခေါင်းနဲ့တောက်ထားတယ်ကျောင်းဆရာတင်းပြီးကျောင်းတိုက်ခွဲခြင်းကောင်းတယ်ဗျနော်ပြန်ကိုခွဲပြီးတော့ရှိန်လေးဘက်ကိုခွဲကန်ထားတာတွေ့ရတယ်ဗျနော်အခုဆိုရင်တော့4-7ပါဗျကျောင်းတိုက် service ပဲထိုးမယ်ဗျနော်ကျောင်းတိုက်ဖြုတ်ချင်းလေးထိုးထားတယ်အားလေးရှေ့မှာပြုတ်ကြပြီကောင်းလိုက်တာဗျာနော်ဂုံနဲ့ဒီလိုမျိုးပိုက်ရှေ့ကိုဖြုတ်ချဖို့ဆိုတာမလွယ်ပါဘူးဗျာနော်တကယ်ကောင်းမွန်တဲ့ service တွေပါခုဆိုတော့အမှတ်က5-7ပါဗျနှစ်မှတ်ပဲကွာပါတော့တယ်ဗျာနော်သူတွေကိုတင်အပြိုင်ကျဲနေပြီပဲဖြစ်ပါတယ်ဗျာနော်ကျောင်းတိုက်ထိုးထားတဲ့ရှိန်လေးခေါင်းတောက်ထားတဲ့အားလေးလိုက်တင်နေပြီသို့တော်လည်းနော်ကျွန်တော်တို့ကွင်းရဲ့နောက်ဘက်လိုက်မရတဲ့နေရာဖြစ်သွားတဲ့အကြောင်းမလို့မတ်တမတ်ဆိုထားပါဗျာနော်6-7ကျောင်းတိုက်ထိုးထားပြီးအားတဲ့ခေါင်းတောက်ထားတဲ့တင်ပြီဗျရှိန်လေးပက်လက်ကြီးဗျာကောင်းလိုက်တာဟာလားသူ့ရဲ့မေဂျာထဲဝင်သွားရင်တော့တောင်းလူ10ဖို့မလွယ်ပါဘူးဗျာနော်ခုဆိုတော့7-6ပါပဲဗျာနော်စာပေချိန်မှာကဲအားတဲ့ဘယ်လိုရှာမလဲကြည့်မယ်ဗျာညီငယ်လေးကျောင်းတိုက်ခေါင်းနဲ့တောက်ထားတယ်ကျောင်းဆရာတင်ထားတယ်ကောင်းတယ်ဗျာနော်ကျောင်းတိုက်ပြန်နဲ့စုံတက်သွားတယ်ဗျခုဆိုတော့ service ချိန်မှာကျွန်တော်တို့6-7ပါဗျအမှတ်ကတော့တစ်မှတ်ပဲကွာပါတယ်ဗျကျောင်းတိုက် service ပဲဗျနော်ကျောင်းတိုက်ထိုးထားတယ်ဝေးတယ်ဗျာနော်စီးနဲ့အနေငယ်ဝေးသွားတဲ့ကြောင့်မလို့ service ချိန်ပါပဲဗျ7-6ပါဒီပွဲတွေကကျွန်တော်တို့ service တွေကိုရင်းပြီးတော့မာယာနဲ့ကျွန်တော်တို့ service နဲ့အမှတ်ရှာရတာဖြစ်ပါတယ်ဗျဘယ်လိုင်းနဲ့ထိုးထားတယ်အားဒီအမှတ်ပဲကွာပါတယ်ဗျကျောင်းတိုက် service ထိုးထားတယ်ဂျာချင်းပေါက်သွားခဲ့ပြီဗျာနော်တကယ်ကိုမန်ပြည့်နေကိုဗျကျောင်းတိုက်ကိုကြည့်ပါဗျနော်မန်ပြည့်နေကိုတကယ်ကိုမန်ထည့်ပြီးတင်းတင်းရင်းနေကိုကစားနေတယ်ဗျဒီပွဲတွေကနော်7-allပါဗျကျောင်းတိုက်ညီငယ်လေးထိုးထားတယ်ဝေးတယ်ဗျာနော်အဲကြောင့်မလို့ service ချိန်ပါပဲခုဆိုတော့အမှတ်ကအဒီတိုက7ကနေပြီးတော့မတက်သေးဘူးဗျနော်7-all အားလေးထိုးမယ်ဗျကျောင်းတိုက်ခေါင်းနဲ့တောက်ထားတယ်ကျောင်းဆရာလိုက်တင်တယ်ကျောင်းတိုက်ကောင်းတယ်ဗျာတကယ်ကိုချင်းနေရအပြောက်တွေကြီးပဲဗျခုဆိုတော့ service ချိန်မှာ7-all ပါပဲဗျကဲ we are ready ပါတယ်နော်တိုင်ကတော့ all ပြီဗျ7-all ကျောင်းတိုက်ဖြုတ်ချင်းထိုးထားတယ်ရှိန်လေးချီကွင်းလေးနဲ့မှားထားတယ်လိုက်တင်ပြီးအားတဲ့ကောင်းတယ်ဗျာအားတဲ့ကတင်ချင်းတွေကလည်းပိုက်ပေါ်မှာဆိုပိုက်ပေါ်မှာပဲဗျတကယ်ကိုကောင်းမွန်တဲ့ညီငယ်လေးတွေပါအားတဲ့က10ချင်းမချင်းနဲ့ကျွန်တော်တို့တင်ချင်းတွေကဒီဟာတိကျလို့ကျောင်းဆရာရဲ့တင်ချင်းတွေကလည်းတကယ်ကောင်းမွန်ပါတယ်ဝေးပါတယ်ဗျနော်အားတဲ့က service ဝေးသွားခဲ့တဲ့အကြောင်းလို့7-all service ချိန်ပါပဲဗျ7-all ကျောင်းတိုက် service ဗျနော်ထိုးထားတယ်အားလေးစီမှာပဲတီတီငင်ငင်ပဲဖမ်းထားတယ်ရှိန်လေးကောင်းတယ်ဗျနော်ကျောင်းဆရာရဲ့ဘယ်တိုင်းတွေကိုကန်ချသွားတယ်ဗျဒါကြောင့်မလို့ service ချိန်ပါပဲဗျအမှတ်ကတော့သူရင်ကိုရင်နဲ့ဘားရပြန်ကြားရပြန်နဲ့ကျွန်တော်တို့ကြိတ်နေတယ်ဗျတော့ကြည်ကောင်းတဲ့ပွဲပါ7-allအားဒီ service ပါဗျဂျာချင်းထိုးထားတယ်ကျောင်းဆရာညာနဲ့ဖမ်းထားတယ်တင်ပြီးကျောင်းတိုက်ကန်တယ်ဗျတကယ်အဆုံးသက်ကောင်းမွန်တဲ့ညီငယ်လေးပါဗျနော်တင်ချင်းကောင်းလို့ကတော့တစ်ဖက်အသင်း10ဖို့မစင်းစားပါနဲ့ဗျနော်